ဒီပုံကိုတွေ့လိုက်တာနဲ့ဖူဂျီဆန်ဖူဂျီတောင်မှန်လူတိုင်းသိကြရပေါ့နော်ဒီခန်းကြီးလေးရဲ့ခန်းကြီးလေးကိုဘယ်လိုရေးလဲဆိုတော့ဒီလိုဖူဂျီဆန်ဆိုပြီးတော့ရေးရပေါ့နော်သူ့မှာအဓိပ္ပာယ်တွေအများကြီးရှိရပေါ့နော်အဓိပ္ပာယ်တမိုင်းကြောင်းလည်းရှိရပေါ့နော်ဒီဖူဆိုတဲ့ရှေ့အောင်ဖူဆိုတဲ့ဒီခန်းကြီးလေးရာကြတော့အပေါ်မှာခေါင်မိုးရယ်လူရယ်ပါဇက်ရယ်လေကွင်းရယ်ဆိုပြီးတော့ရှိရပေါ့နော်သူရဲ့အဓိပ္ပာယ်ကအိမ်တအိမ်မှာစားစရာတွေလေကွင်းတွေလူတွေအပြည့်ရှိပြီးတော့ပြည့်စုံကြွယ်ဝနေတဲ့သဘောပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်ဆောင်နေမှာနော်ဒီအရှေ့ဖူဆိုတာကကြွယ်ဝချမ်းသာတယ်ပေါ်ကြွယ်ဝရဲဆိုတဲ့အဓိပ္ပာယ်ကိုဆောင်ပြီးတော့ဒီအနောက်ကဖူကြီးသူကတော့ရှိပေါ့နော်ဒီမှာပေါင်းလိုက်တော့ဖူဂျီဆန်နဲ့ပေါင်းလိုက်တော့ G ဖြစ်သွားတယ်ပေါ့နော်စစ်တေတော်တို့တန်ဖိုးရှိတဲ့သူရဲ့အဓိပ္ပာယ်ကစစ်တီတော်တို့တန်ဖိုးရှိတဲ့သူတို့ပညာရှိတို့ပေါ့နော်အဲ့လိုမျိုးလူတွေကိုဆိုလိုတယ်ဒါပေမဲ့ဒီဖူဂျီဆန်နေရာမှာသုံးထားတဲ့အဓိပ္ပာယ်ကကြတော့ရဲရင်တည်ကြည်တဲ့တောင်ရဲ့ပုံရိပ်ကိုပေါ့နော်ဖော်ပြထားတာပေါ့နော်ဆိုတော့ဒီကတော့တောင်ပေါ့နော်ဖူဂျီဆန်ဒါပေမဲ့ဟိုးရှိခေတ်တုန်းကဒီစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းကြောင်းอ่ะပေါ့နော်ဒီဂျပန်လူမျိုးတွေကတဲ့ဒီတောင်ကြီးကိုဖူဂျီလို့ပဲအတန်ထွက်ခေါ်ဆိုခဲ့ကြတဲ့အတွက်ကြောင့်အရင်တော့ခန်းကြီးတွေဘယ်လိုရေးလဲဆိုတော့ဖူဂျီဆန်ဆိုမဲ့ဖူဆိုတာမရှိဘူးနီဆိုတာဒါကတော့နှစ်လေနှစ်ခုမရှိတဲ့တောင်ပေါ့နော်ပြောမယ်ဆိုရင်ဒုတိယမရှိတဲ့တောင်အတုမရှိတဲ့တောင်တစ်ခုတည်းသောတောင်ဆိုပြီးတော့လည်းရေးကြသလိုနောက်တစ်မျိုးအနေနဲ့လည်းဖူဂျီတောင်ကိုပဲဖူဆိုတာမရှိဘူးရှိဆိုတာကတေတာပေါ့နော်တေတာမရှိဘူးဆိုတော့တေချင်းကင်းတဲ့တောင်ဒါမှမဟုတ်ထာဝရရှင်တန်ချင်းတောင်မီးတောင်ရှင်တောင်အဲ့လိုဖြစ်လို့ပေါ့နော်အဲ့လိုမျိုးဆိုပြီးတော့အတန်တူတာဟုတ်တဲ့ဒီလိုခန်းကြီးတွေကိုတဲ့သုံးခဲဖူးပဲတဲ့ခြုံပြီးတော့ပြောရမယ်ဆိုရင်တော့ဖူဂျီတောင်ဆိုတာဂုံတိတ်ခါကြီးမားတွေကျွယ်ဝပြီးတော့အရာရာပြည့်စုံတဲ့ထဲဝါတဲ့တောင်ဆိုပြီးတော့ဒီခန်းကြီးအဓိပ္ပာယ်ရတယ်ပေါ့နော်